သူ့ကိုတန်းနိုင်တို့လေလုပ်ငန်းတွေပို့ပြီးအထမြောက်သွားတာပေါ့အေးမင်းပြောတာလည်းစိုးတော့မစိုးပါဘူးနင်းကညောင်မရဝေးတယ်အခုငါဘိုက်စာနေအိမ်ပြန်ပြီးတော့တခုဘိုးတင်ဟာမွေးလေးပါတာပဲပြီးတော့ဒီမှာလည်းတဲရှိတာပဲกินစားကြတာပေါ့နင်းကမိချစ်ပါကြလို့လားပါတယ်ခုလောဆယ်မင်းမေကိုကိုက်တဲ့မွေလိုက်ရှာပြီးတော့တက်အောင်ကွာမဘိုးတင်တို့ကကောက်ဆွားတဲ့ခင်းရှင်နဲ့ဦးတောင်းကြီးလဲခွဲကတင်းကိုဖဲကမွေကိုရှာနေတယ်သူတို့အတန်ကြာတိရှာမတွေ့တဲ့အခါလဲနဲ့မလန်းမကန့်မှရှိတဲ့တဲတဲကိုသွားကမွေးနှကောင်ရေကုန်ခွာပြီးတော့မိဖို့ကกินလိုက်ကြကြက်တဲ့အခါမှာမွေသားကိုအားပါစားလိုက်ကြပြီပေတူကသူ့လက်ထဲမှာမွေသားကင်ကိုကြည့်ပြီးတော့မင်းတို့ကောင်တွေကငါ့အမေကိုကိုက်တယ်ငါတို့ကမင်းတို့ပြန်တတ်စားတယ်ကွာသိစမ်းတင်းနေပါပေတူရစိတ်ချော်တယ်မောခဏနားပြီးလို့ညောင်မင်းကွက်ထဲကမွေးမင်းသားကိုသွားပြီးရိုက်တတ်ကြတာပေါ့မမိုးတင်တို့ကဦးတောင်းကြီးတဲထဲမှာထိုင်ကမွေးကင်ကိုစားနေတဲ့စကားပြောနေကြတယ်ထိုးနောက်တို့သွားမယ်နေရာမှာပေးပင်ရွာမှာဘယ်သူမှမသွားရကြတဲ့ညောင်မင်းကြီးစီကိုဖြစ်ပါလေတော့တယ်ညောင်မင်းကွက်ခေါ်ကြတဲ့ဦးတင်ဝင်းရဲ့ကြံခင်းဟာဒူကြံများဖြစ်တာကြောင့်အတော်ချိုးတယ်အခုမမိုးတင်တို့ကကြံခင်းဝါမှာရှိတဲ့ရုံးမင်းရိပ်မှာထိုင်ပြီးတော့ကြံရိုးချိုးကကြံဆုံနေကြတယ်သူတို့ကဓာတ်ပါတော့ဓာတ်ကိုမသုံးသူတို့ကြိုက်တဲ့ကြံချောင်းကိုဆွဲကွေးကခြေထောက်နဲ့နင်းပြီးချိုးကအချိုတက်နေတဲ့ကြံပြားနေရာကိုဒူးကိုမြောက်ပြီးတော့ကြံရိုးကိုဒူးနဲ့တိုက်ပြီးတော့လက်နှစ်ဖက်နဲ့ချိုးလိုက်ဤဒီကကလေးများကြီးကြံရိုးချိုးပြီးဖြစ်တော့တယ်အဲနောက်ရှည်လျားတဲ့ကြံချောင်းတယောက်ချောင်းစီယူကရုံးမင်းအောက်တွင်ပါဇန်းနေပင်အခွန်တင်ပြီးတော့ဆုံနေကြခြင်းဖြစ်တော့တချို့ကလေးများကိုဖြင့်မိဖများမှကြံအားဓာတ်ဖြင့်အခွန်တင်စိတ်ပိုင်းလုပ်ပေးကြပြီမဲ့တောင်ကြကြပြားကြမောင်ဘိုးနေလို့ကလေးများဖို့ဓာတ်မလို့သူတို့ပါဇက်ဖြင့်လင်းမြန်သွားကြံကုန်တင်နိုင်စွမ်းတယ်သူတို့သုံးဟာကြံဆုပ်တာကိုအေးလူမလုံနိုင်ကြကြံပြိုင်ဆုံနေကြသေးတယ်ပေတူမျက်နှာပြုံးကိုရေးရမောင်ဘိုးနေတို့ကနီးမျိုးစုံလေးစူးစမ်းနေကြခြင်းဖြစ်တော့တယ်ပြောင်းပေတူငါတို့ကြံရုံးဆုပ်ပြိုင်ဘလို့လဲဘယ်နဲ့ဆေးပြောင်းအနည်းဆုံး3ဆေးပြောင်းရခဏလေးမင်းတို့ကြံရုံးကိုကြံမျက်စိပါလာအရင်ကြည့်နော်ပြီးမှမျက်စိပါလို့ခတ်တာများလာပြောနေကွာပေတူကပြောဆိုသူကြီးကြံချောင်းနေကြံမျက်စိပါကြည့်နေမဘိုးနေနေတာကြီးတို့ကလည်းကြည့်လိုက်ကြကြံမျက်စိပါတဲ့ကြံရုံးကတင်ရခတ်ချင်းကြောင့်ဖြစ်ပြီတာမန်နဲ့ဘူအားဆိုင်နေတော့အဲ့ဒီမျက်စိနေအောင်အားကုန်သုံးပြီးတော့တင်ရချင်းကြောင့်ဖြစ်အဲ့နောက်မဘိုးနေက1 2 3အွန်လိုက်ကကြံကိုတဆွမ်းမြောင်ခွန်တင်နေကြပြီပြုံးရီကဖြင့်ကစားနေကြပါကြံစောမှာဝါတဲ့ခါမှာအဲ့ဒီရုံးမင်းရိပ်မှာထားလိုက်ပြီးတော့အုံဆိုင်နေညောင်မင်းကြီးစီယာကိုတွားလိုက်ကြပါလိမ့်လို့